ဒီကလာစားကြည့်ဘာနဲ့မှမတူသေးရအောင်ကျွန်တော်အမှန်ခံနေပြည်တော်ရဲ့အကောင်းဆုံး city ထမင်းဆိုင်ဖြစ်တဲ့ကျွန်တော်နီးစကန် city ထမင်းဆိုင်မှာကျွန်တော်ဘာဟင်းတွေရမလဲအာမခံရတာဒီဆိုင်က city ထမင်းဟင်းကတခြားဆိုင်တွေနဲ့လုံးဝမတူဘူးမဆလာသုံးတဲ့ပုံစံတွေအစလုံးဝ handmade တွေသုံးထားတယ်ပြီးတော့ဟင်းရဲ့အနက်အရသာပြီးတော့ပဲဟင်းအစလုံးဝထိမိနေရမှာပေါ့နော်တသက်ရဲ့အသွင်နဲ့ရှင်းရှင်းစားရမယ်ပြီးရင်ကျွန်တော်တို့ဈေးလေးက1000ပို့ပေးပြီးတော့စိတ်ချမ်းသာနဲ့အရင်ဟင်းဆောင်လေးနဲ့စားရမှာမို့လို့ဘာတွေပါလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်အောင်ဒါလေးကစိတ်သားဟင်းလေးတော့နူးအီဒါလေးကချက်သားဟင်းပြီးရင်ဒီမှာချက်ကြော်ရှိမယ်ဗမာချက်လေးတွေကိုကြော်ထားတာပါချက်သေးမြစ်စီပြန်ပေါ့နော်မဆလာနဲ့တင်းတင်းလေးနဲ့ချက်သေးမြစ်ကိုချရီမမေလေးစားရမယ်ပေါ့နော်ဒါလေးကလဲငခုကြော်ပါလဲငခုအစ်စ်ကိုကြော်ထားတာဖြစ်ပါတယ်ဒါလေးကငရံအသားရှိမယ်ငရံခေါင်းရှိမယ်ပေါ့နော်ငရံခေါင်းဆိုတဲ့အကြီးပဲတော်လေးမိုက်ပါတယ်ဒါကတော့ပစုံတုပ်ကြီးပေါ့နော်ဒါဒီနေ့ကတော့သူတို့ရောင်းကောင်းဝါလို့တစ်ခေါင်ပဲကြံတော့တယ်ပေါ့နော်ဒါလေးကတော့လုံးဝ special menu ပေါ့ဘဲုံက6ရှိမယ်ဒါလေးကစိတ်ကလေးစားလေးပါမဆလာနဲ့တင်းတင်းလေးနဲ့လုံးဝညှိနှမ်းမပါပဲနဲ့တကယ်စားလို့ကောင်းတဲ့စိတ်ကလေးစားဟင်းလေးပါဒါတော့စိတ်ကောင်းသားပေါ့နော်အယိုးနေပြီးတော့လုံးဝအသားတွေကြီးပဲပေါ့အောင်ပေချာလေးကူးဆိုင်ပြီးတော့ချက်ထားတဲ့စိတ်ကောင်းသားစီပြန်ဟင်းလေးဖြစ်ပါတယ်ဒါလေးကတော့ကြာပါပေါ့နော်တော်များလဲကြိုက်ကြတယ်စိတ်လေးနဲ့ရန်စားလို့ကောင်းတဲ့စိတ် fighting မှာဒါလေးကစိတ်အုံနောက်လေးပေါ့နော်ချစ်တီထမင်းဆိုလို့ရှိရင်စိတ်အုံနောက်နဲ့အရင်လိုက်တယ်ဘယ်ဟင်းမှာချစ်တီထမင်းဆက်အစုံစားပြီဆိုလို့ရှိရင်ကျွန်တော်တို့ထမင်းအဝစားလို့ရမယ်တိုင်းနေတဲ့ရဟင်းတစ်မျိုးပါမယ်အရွက်ကြော်ပေါ့နော်ဒါဘာကြီးကြော်လို့ခေါ်တယ်ဒီဘာကြီးကြော်2မျိုးရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကော်ပီကြော်ထားတာပါပြီးတော့ကျွန်တော်တို့ဒါလေးဆိုလို့ရှိရင်ခေါ်တစ်ခါတည်းကြော်ဒီ2မျိုးလုံးကျွန်တော်အဝစားလို့ရတယ်ပြီးရင်ဒါတော့ချစ်တီထမင်းနဲ့တွဲစားလို့ရှိရင်အရင်လိုက်ဖက်တဲ့ဘာချက်တီးပါဒါလေးကပြည့်သီးတဲ့နဲ့လေးပါပြည့်သီးတဲ့လေးပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘားလက်ချောင်းကြော်ပါမယ်ပြီးတော့ငုတ်သီးတောင်းကြော်ပါမယ်ပပရာကြော်ကကျတော့တယောက်ကိုတစ်ချက်ပေးပါတယ်တီးစုံပဲဟင်းပါတယ်ပေါ့နော်ကျွန်တော်အနေစခန်းမှာတော့အသီးနှံဆုံဆုံလင်းလင်းနဲ့ပြပြနဲ့ချက်ထားတဲ့ပဲဟင်းလေးကလည်းအရန်ကုန်မှာစားလို့ကောင်းလာပါတယ်ဒါလေးကလည်းကျွန်တော်တို့ထမင်းစားမယ်ဆိုလို့ရှိရင်အဝ3ဆောင်လို့ရပါတယ်ဒီနေ့ကတော့ကျွန်တော် Egret Tios ဝင်းတဲ့ကနေစကန်ချီတီထမင်းဆိုင်ကထမင်းဟင်းနေနဲ့ကျွန်တော်ထမင်းစားပြမှာဖြစ်ပါတယ်ဆိုင်ပြန်ဖွင့်ပြီးတဲ့အနေထားမှာအရင်ကတည်းကအများကြီးပူကောင်းတဲ့ပုံစံတွေလည်းကျွန်တော်တွေ့ရတယ်ဘဲဥငချောက်ဟင်းရယ်စိတ်သားဟင်းရယ်စိတ်အုံးနောက်ရယ်မှားထားပါတယ်စကားတွေအများကြီးမပြောတော့ဘူးအဲ့တော့ကျွန်တော်ဆွဲတော့ဒီကပန်းဆွဲလေးနဲ့မိုက်ဒီနေ့လေးနဲ့လုံးဝ share မြို့သီးတောင်းကြော်ပါမယ်ပြည့်သီးတဲ့နဲ့ပါမယ်ဘားလချောင်းကြော်ပါမယ်ပါပရာဆိုလို့ရှိရင်တော့တယောက်ကိုတစ်ချက်ပေးရပေါ့နော်တကယ်တက်အပိုမှာခြင်းတယ်ဆိုလို့ရှိရင်လည်းရပါတယ်မနုဿနီပါမယ်ပဲဟင်းပါမယ်ချစ်တီထမင်းတစ်ခါပြင်ဆိုလို့ရှိရင်ဒီ side dish လေးတွေအကုန်ပါတယ်1မျိုး2မျိုး3မျိုး4မျိုး5မျိုး6မျိုး9မျိုး10မျိုးလောက်ရတယ်နော်စိတ်ဝင်အောင်လေလုံးဝစိတ်နေအောင်အားကြဘဲဝင်ချောင်းတော့ချီတီထမင်းမှာဆိုရင်ပါချက်တီတအားကြိုက်တယ်ဘာကြောင့်လဲဘာလဲချီတီထမင်းဆိုင်မှာတော်တော်မပေးဘူးဒီကလာစားကြည့်ပါနေပြည်တော်ရဲ့အကောင်းဆုံးချီတီထမင်းဆိုင်ဖြစ်ရမယ်လို့ကျွန်တော်အာမခံတယ်ပတ်စံ1000ပို့ပေးရရင်ပို့ပေးရလိမ့်မယ်ဒါမဲ့စားရတဲ့အနေထားကျွန်တော် hygiene ပေါ့နော်အဲ့ဒါတွေကရှားဆိုင်တွေနဲ့အရန်ကွာပါတယ်အဲ့ဒါစိတ်သားလေးချီတီကတော့ဒီစိတ်သားတော့အသက်ပေါ့နော်သူ့ဆိုင်စိတ်သားလေးကနူးဣပြီးတော့ခင်းကလုံးဝမရှိဘူးမဆလာကိုလည်းတအားကြီးပြင်းထားတာမဟုတ်ဘဲနဲ့မညင်အောင်ချက်ထားတဲ့ပုံစံမျိုးပေါ့နော်ဒီကလာစားကြည့်ဘာနဲ့မှမတူသေးအောင်ကျွန်တော်အာမခံရွက်ကြော်ကတော့တရက်နဲ့တရက်မတူပြောင်းလဲလေးရှိတာပေါ့ဒါပေမဲ့ရွက်ကြော်2မျိုးပေးပါတယ်အဲ့တော့နေပြည်တော်ရဲ့အကောင်းဆုံးချီတီထမင်းကိုစားကျင်တယ်ဆိုလို့ရှိရင်တော့နေပြည်တော်ဥဒ္ဒရာသီမန္တလေးလမ်းပေါ်မှာရှိတဲ့ Egret Tios ဝင်းထဲမှာရှိတဲ့နီစကန်ချီတီထမင်းဆိုင်ကိုလာစားကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ရာနှုန်းပြည့်တေချာကောင်းဖို့ကျွန်တော်အာမခံပါတယ်ကျေးဇူးပါ